Hello အားလုံးပဲမင်္ဂလာပါရှင်အခုမမြင်ပြထားပေးတဲ့အချက်ကိုရှစ်လက်မအီကိုဦးလို့ခေါ်ပါတယ်ရှင်မမြင့်ရှိမှာလာကုန်ရင်ဒီရှစ်လက်မအီကိုဦးကျွန်းညီရောကျွန်းအောင်ကာလာလေးတွေမမြင့်ရှိမှာပြန်ဝင်မှာဖြစ်ပါတယ်ရှင်ဥသူရောင်းပေးမယ်နော်ဥသူရောင်းပေးပါမယ်ရှင်ဒါလေးကမမြင်လေးအခုဒီနေ့ပစ္စည်းငွေသွားသွင်းတာပေါ့နော်ပစ္စည်းကတစ်မျိုးကိုအများကြီးမရအောင်တစ်မျိုးကို10ပါကင်စီပဲမမြင်ရပါတယ်ရှင်အဲ့ဒါကြောင့်မလို့10ပါကင်စီဆိုရင်မမြင်အခုရတာပေါ့နော်စုစုပေါင်းအချက်ရည်အပြည့်တစ်မျိုးကိုအချက်ရည်200စီပဲရတယ်နော်အချက်ရည်200စီပဲရတာဖြစ်တဲ့အတွက်ဥသူရောင်းပေးပါမယ်ရှင်မေးထားတဲ့လူတွေကကြတော့ပုံမှန် customer အကိုတွေလည်းရှိရပေါ့နော်သူတို့ကိုကြတော့ဦးစားပေးအနေနဲ့ပို့ပေးပါမယ်တခြားကိုအချက်ရည်နေပြီးလိုတဲ့လူတွေလည်းမမြင့်ရှိမှာလှမ်းပြီးတော့တခြားဒီမေးထားတဲ့အကိုတွေအမတွေနော်မမေကပြောရင်ပြောတဲ့အတိုင်းဂရိတီပါတယ်ရှင်ဒီဇင်ဘာ9ရက်6ရက်မှာဝင်မှာဖြစ်တဲ့အတွက်လှမ်းပြီး order ထပ်ပြီးတင်လို့ရပါတယ်ရှင်ပထမမေးထားတဲ့အကိုတွေကတော့မရောက်တာနဲ့တန်းပို့ပေးပါမယ်ရှင်အချက်ရည်တစ်မျိုးကို200စီပဲရပါတယ်ရှင်ကျေးဇူးပါ